22ရက်6လ2026ခုနှစ်မှာတနင်္လာနေ့ရနေစပြီး9ရက်စာခံမှန်းစရာဖြစ်ပါတယ်။သူကဒီဘွဲမှာပြန်ကြရများမယ်လို့ယူဆပါတယ်။ဘာကြောင့်လဲဆိုရင်ပြန်ကြလိုင်းကိုအရင်ပြမှာဖြစ်ပါတယ်။ဒီမှာ38တောက်ကြမှာ38 5ခုလို့ဒဲရှိတယ်။ဒဲရှိတဲ့အချိန်မှာသူ့ရဲ့ညာဘက်တပင်သူ့ရဲ့ညာဘက်မှာကပ်ရက်မှာ26လို့ဒဲပြန်ကြထားတာဖြစ်ပါတယ်။အဲ့တော့ဒီမှာထွက်ွက်ပေးမှာ38 5လို့ဒဲရှိလို့ပြန်ကြလို့တစ်ချက်ရှိပါတယ်ဒါတစ်ချက်အဲ့တော့နောက်ထပ်တစ်ချက်ကဒီမှာ15လို့ဒဲထောက်လို့အင်္ဂါမနေ့ကနှစ်ထိတ်လို့ခန်းပြီးတော့သူ့ရဲ့6အပိတ်က6 3လုံးလို့ပူးပါတယ်ပူးတဲ့ညာဘက်သွားတဲ့ခါမှာ1 2 3 4မှာ3 4 3 4 1 2လို့ပြန်ကြထားတာဖြစ်ပါတယ်အဲ့တော့ဒီမှာလဲ16ထိတ်နဲ့16လို့ဒဲထောက်လို့နှစ်ထိတ်ရဲ့နောက်က8 3လုံးလို့တန်းထားလို့1 2 3 4မှာပြန်ကြလို့တစ်ချက်ရှိပါတယ်အဲ့ဒါကတစ်ချက်အဲ့ရောဒီမှာအင်္ဂါနေ့ညနေမှာတုံညာဘူးညာဘက်တနင်္လာမှာ8 3လို့ဒဲထောက်လို့သူကသူ့ရဲ့အောက်တပင်ကျော်မှာပြန်ကြလို့ထိုးထားတာတစ်ချက်ရှိပါတယ်ဒါတစ်ချက်အဲ့တော့နောက်ထပ်တစ်ချက်ကဒီမှာ9ထိပ်ပိတ်တူအပိတ်တီထိတ်လို့ရိုက်တယ်အပူကအပူလို့ခုံ1460လို့ထောက်လို့သူ့ရဲ့ညာဘက်မှာပြန်ကြထိုးထားတာဖြစ်တယ်အဲ့တော့ဒီမှာထွက်ွက်ပေးမှာ9ထိတ်အပိတ်တီထိတ်လို့ရိုက်တယ်အပူကအပူလို့ခုံလို့1460လို့ထောက်လို့ပြန်ကြလို့ဖြစ်ပါတယ်ဒါတစ်ချက်အဲ့တော့ဒီမှာနောက်ထပ်တစ်ချက်ကတတာပရိနိကနန်းဒီတနင်္လာမနေ့ကိုဆင်းပြီးတော့84လို့ပြေးခြင်းကြောင့်သူ့ရဲ့အောက်မှာအကမှာ1လို့ဒဲပြန်ထားတာရှိပါတယ်အဲ့တော့ဒီမှာလဲတတာပရိမှာ28ဒီတနင်္လာမှာ82လို့3ချက်ပြန်ထားတာဖြစ်လို့သူ့ရဲ့အောက်မှာပြန်ကြဆိုတဲ့ကောင်ရှိနိုင်ပါတယ်အဲ့တော့90 98ဘယ်လဲဒီ40တနင်္လာ2ရက်လောက်ကြမနေ့လောက်ကြတနေကုန်တနင်္လာတနေကုန်ပြက်တာဘေးမှာ40အောက်မှာ60 80လို့ထောက်တဲ့တပင်ကျော်မှာအပူတွေထပ်ထားတာဖြစ်ပါတယ်ဟောဒီအပူ4ကျဲလို့ထပ်ထားတာဖြစ်တယ်အဲ့တော့တောက်ကြတရက်ပြက်တနင်္လာတရက်ပြက်40 68 80လို့ဖြစ်တဲ့တပင်ကျော်မှာအပူတွေထပ်နိုင်တယ်လို့ယူဆရတာတစ်ချက်ဖြစ်ပါတယ်ဒါတစ်ချက်ဘာကြောင့်ပူနိုင်တာလဲဆိုရင်သူကဒီမှာက3ထိပ်ရဲ့နောက်က8 3လုံးလို့ပူတာ3ထိပ်ရဲ့နောက်က8 3လုံးပူလို့တဏီကုံမှာခွန်ပရိလို့ရိုက်တာဖြစ်ပါတယ်အဲ့ဒီနောက်အောက်မှာအပူလို့ထိုးထားတာဖြစ်တယ်အဲ့တော့ဒီမှာလဲ3ထိပ်ရဲ့နောက်က6 3လုံးလို့ပူပါတယ်တဏီကုံမှာခွန်ပရိလို့ရိုက်ပါတယ်အဲ့ဒါကြောင့်အပူဖြစ်နိုင်တယ်လို့ဒါကတစ်ချက်ဖြစ်ပါတယ်အဲ့တော့ဒီမှာဗုဒ္ဓဟူးမှာခွန်မှု16နာပါ68လို့ထောက်လို့သူ့ဘေးမှာတစ်ပူးထောက်လို့သူ့ရဲ့ညာဘက်မှာအပူလို့တက်ပေါက်တာဖြစ်ပါတယ်အဲ့တော့ဒီမှာလဲခွန်68ပဲဖြစ်ပါတယ်သူ့မှာ9ဘူးလို့ထောက်ထားတာဖြစ်တယ်အပူလို့တက်ပေါက်နိုင်တာတစ်ချက်ရှိပါတယ်နောက်တစ်ချက်ကတနင်္လာနေ့ညနေမှာ9ဘူးလို့ထောက်ခြင်းကြောင့်
20လို့ဆင်းထားတာဖြစ်တယ်ဒီမှာ9ဘူးထောက်ထားတာဖြစ်တယ်ဒီမှာအပူထောက်ထားတာဖြစ်လို့အပူလို့ထောက်နိုင်တာဖြစ်တယ်အဲ့တော့နောက်ထပ်တစ်ချက်ကဒီမှာ3ညထိတ်လို့3ညပြောက်တော့3ညထိတ်လို့ဝင်တယ်အဲ့ဒီမှာသူ့မှာဒီမှာ4 5လို့ရိုက်တာသူ့3ညထိတ်ပေါ်က4 5တခါတနင်္လာညနေက4 5သူ့ပေါ်မှာ9နှစ်ဆိုပြီးတော့9 break 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 လို့ရိုက်တဲ့အချိန်မှာ3ညထိတ်ခံပြီးမှရိုက်တဲ့အချိန်မှာအတွန်း40လို့လည်းဖြစ်တယ်အဲ့တော့သူ့ရဲ့ဘယ်ဘက်ကိုပြန်ကြည့်တဲ့အခါမှာခွန်3လို့ဘူးထောက်ထားတဲ့46က4ထိပ်ဒီ4ထိပ်6ဒီ5လို့ငဲထားတာဖြစ်ပါတယ်အဲ့တော့ဒီဘွဲမှာလည်း3ညပျောက်တော့3ညထိပ်လို့ဝင်တယ်အတွန်း40လို့ဖြစ်လို့အဲ့ဒီသူ့မေးမှာဒီမှာ6ပြိနေရာမှာ6ဘူး2 8 1ဘူးအပူဘူးလို့ရိုက်နိုင်တယ်ဘယ်ဘက်မှာက28လို့ထောက်ထားတဲ့ဘူပရိတ်က9တီက9 6တီက9 9လို့ရိုက်သွားနိုင်တာဖြစ်တယ်အဲ့တော့နောက်ထပ်တစ်ချက်ရှစ်တစ်ကိုပြန်ပြမယ်ဆိုလို့ရှိရင်သူကဒီမှာက8မို့18တာ8မို့18လို့ဒီမှာ45ကဒီ45လို့ဒဲထောက်လို့လူနာမှာ26ထောက်တာ26ရဲ့ညာဘက်မှာ15တီ15လို့ခုံးဆင်းထားတာဖြစ်ပါတယ်သူကနက်ခတ်ထောက်ပြီးမှဆင်းတာဖြစ်တယ်အဲ့ဒီတော့ဒီဘွဲမှာပြန်ကြည့်တဲ့အခါမှာခွန်မှု16လို့28တီ28လို့ဒဲဆင်းထားတဲ့နေရာမှာ26လို့ထောက်ထားတာဖြစ်လို့ဒီမှာထောက်ထားတဲ့နက်ခတ်ရဲ့ဘောက9ပရိဖြစ်နေတော့9ပရိလို့ဒီနေရာမှာဖြစ်နိုင်ပါတယ်ဒါတစ်ချက်အဲ့တော့အဲ့ဒီနေရာမှာဘယ်ကောင်ကိုကြိုက်ဆုံးလဲဆိုလို့ရှိရင်သူကမက်တလုံးလို့ပြောရမှာပေါ့ဗျာဒါကတော့မပေးမယ်တော့မသိဘူးဒီမှာ3ညာဘူး8တုံးလို့ဒဲထောက်လို့တောက်ကြမနဲ့ခင်းမှာတစ်ပူးရှိလို့အောက်အကန့်ထဲမှာ3ညာတဲလို့တစ်ပူးရဲ့အောက်မှာဒဲထောက်လို့သူ့ရဲ့အောက်မှာ8တစ်ဆိုတဲ့ကောင်ဒဲချထားတာဖြစ်တယ်အဲ့ဒီတော့ဒီမှာ3ညာဘူး8တုံးလို့ဖြစ်လို့ဒီမှာတစ်ပူးရှိတယ်တစ်ပူးရဲ့အောက်မှာ3ညတစ်လို့ရှိလို့8တစ်ဆိုတဲ့မက်တလိုင်းကတစ်ခါပြန်တွေ့နေတာဖြစ်တယ်ဒီနေရာမှာ8တစ်အော်ဒီဖြစ်ပါတယ်9ပရိရံမှာအဲ့ဒီတော့အဲ့ဒီ8တစ်ကအောင်မယ်လို့ယူဆပါတယ်ဘာကြောင့်လို့ဆိုတော့မက်တလိုင်းဖြစ်နေတာတကြောင်သူကဒီမှာကအပူးကိုနက်ခတ်ထောက်သူ့ရဲ့ဗရိတ်ပြန်သူ့ရဲ့ဗရိတ်ပြန်တဲ့အချိန်မှာသူ့ရဲ့ဗရိတ်ဒီသူ့ကိုရိုက်ထားတာဖြစ်လို့အပူးကိုနက်ခတ်ထောက်သူ့ရဲ့ဗရိတ်ကသူ့ကိုပြန်ထားတာဖြစ်လို့သူကနက်ခတ်ဖြစ်နေတာနက်ခတ်ဒီခုံမဲ့ကိုဗရိတ်ဒီဆင်းမဲ့ရှစ်တယ်လို့ဒါတစ်ချက်နောက်ထပ်တစ်ချက်ကဒီမှာကနှစ်ရက်ပြည့်တောက်ကြနဲ့တနင်္လာပြည့်တယ်40 6880လို့ထောက်တဲ့ညာဘက်တစ်ခုံမှာကြည့်မယ်ဆိုရင်3ညာဘူးလို့ထိုးတယ်သူ့ဘောမှာ9ပရိတ်ထောက်ပြီးမှ9ပရိတ်ဝင်တယ်အဲ့ဒီချိန်မှာထိတ်ဒီပါဝါပိတ်ဒီနက်ခတ်လို့ထိုးပြီးမှ9ပရိတ်ဝင်တဲ့အောက်မှာသူ့လှုပ်ထားတာက3ညာဘူးထိုးပြီးတဲ့ချိန်မှာ9ပရိတ်လို့ဝင်တယ်အသွန်း3ခွာ6လို့သူရိုက်ထားတာဖြစ်တယ်အဲ့ဒီအောက်မှာ2ဘူးလို့သူထိုးတဲ့အခါမှာဇောင်းထိုးပါတယ်14လို့ထိုးတဲ့အချိန်မှာသူကဒီ9ဘူးလို့ထိုးလိုက်ရင်8တစ်လို့ဝင်လိုက်ရင်ဒီနေရာမှာ2ဘူးဝင်ရင်14ဖြစ်ချင်းရရမှာဖြစ်ပါတယ်သူ2ဘူးက2ဘူးလို့ပြေးမှလားဒါမှမဟုတ်သူခွန်ဘူးထိုးမှလားဒီနေရာအပူထိုးရင်ဒီနေရာ2ဘူးထောက်ရင်ဒီနေရာအပူလို့ယူဆတာဖြစ်ပါတယ်အဲ့ဒီတော့ဒီမှာကလည်း2ရက်ပြည့်တယ်တနင်္လာတောက်ကြပြည့်တယ်40 6880လို့ထောက်တဲ့တပင်းကျော်မှာ9ပရိတ်လို့ဖြစ်တယ်ထိတ်ဒီပါဝါပိတ်ဒီနက်ခတ်လို့ထိုးခြင်းကြောင့်သူဟာဘူးလို့ရိုက်ခဲ့ရဲ့အတွန်း6ဆိုရင်အတွန်း3ဆိုရင်8ထိတ်5ဘူးလို့ထိုးခဲ့ရဲ့9နဲ့8နဲ့ပေါင်း3 9နဲ့1နဲ့ပေါင်းတော့6 8တစ်ဆိုတာကနည်းနည်းခိုင်မာတဲ့ထဲမှာပါနေတာဖြစ်တယ်အဲ့ဒါကြောင့်ဒီ
ဒီပွဲမှာပြန်ကြနေများမယ်လို့ယူဆတယ်ဘာကြောင့်လို့ဆိုတော့ဒီမှာကတင်ငါနှစ်ထိတ်63လုံးလို့တန်းလို့ဒီနှစ်ထိတ်ဒီနှစ်ဘူးလို့ထိုးထားတာဖြစ်တယ်နှစ်ဘူးလို့ထိုးထားလို့သူ့ရဲ့အပေါ်က3လေးဆိုတဲ့ညီကိုက3လေးလို့ထိုးခြင်းဒီကခွန်ဖြစ်လို့ဒီကခွန်ဖြစ်တာခွန်ဖြစ်တော့14လို့ရိုက်တာနှစ်ဘူးထောက်ခြင်းကြောင့်အဲ့ဒီမှာသူကပြန်ဖြေထားတာကဒီမှာကနှစ်ဘူးလို့ထောက်တယ်သူကအပူးဖြစ်နေတယ်အပူးဖြစ်တော့ဒီကောင်က3ဆိုတော့ဒီကောင်14ဖြစ်ဖို့ခွန်ဘူးလို့ထိုးထားတာဖြစ်တယ်အဲ့တော့ဒီနေရာမှာလဲ16လို့ဖြစ်လို့ဒီမှာနှစ်ထိတ်ရဲ့နောက်က83လုံးလို့တန်းထားတာဖြစ်လို့ဒီနေရာမှာနှစ်ဘူးလို့ဝန်းနာပေါက်ခဲ့ရင်ဒီနေရာမှာ9ဘူးလို့ထိုးခဲ့ရင်ဒီနေရာမှာနှစ်ဘူးကနှစ်ဘူးလို့ပြေးနိုင်တာတစ်ချက်ရှိတယ်9ဘူးလို့ထိုးမှလားအပူထိုးရင်အပူဆောင်ထိုးမယ်နှစ်ဘူးလို့ထောက်ရင်ဒီမှာဘူးထိုးရင်ဒီမှာ4ပရိထိုးရမှာဖြစ်လို့နှစ်ဘူးကိုယ်တိုင်ဖြီးပေးမှာမလားလူကနှစ်ဘူးကြောင့်ဒီဆိုင်မှာနှစ်ဘူးကြောင့်သူတွေဇောင်းထိုးခဲ့ရတာအဲ့တော့ဒီဆိုင်မှာတစ်ခါပြန်ကြည့်တာနှစ်ဘူးကြောင့်သူဒီဇောင်းထိုးခဲ့ရတာဖြစ်လို့ဒီပွဲမှာသူဟာနှစ်ဘူးလို့တကယ်ကြခဲ့ရင်နှစ်ဘူးဟာပြန်ဆင်းနိုင်တယ်သူဟာပြန်ဖြီးရမှာဖြစ်လို့ဒါကျွန်တော်ရဲ့အတွေးလိုက်ပေါ့ဗျာဒါမပေးတာတော့မသိဘူးပေါ့အဲ့တော့ဒီပွဲမှာကခဏစာနဲ့မှာဆိုရင်သူက16ဆိုတဲ့ကောင်ရှိနေတာဖြစ်တယ်6တက်လို့ကြာမလား16လို့ကြာမလားဒီမှာထိတ်တူတဲ့3လုံး4ထိတ်လို့ခံလို့နှစ်ရဲ့နောက်ကကိုတဲ့တပွန်းကြာငယ်တော့ခွန်ဘူးလို့ရိုက်လို့အဲ့ဒီမှာသူ့ရဲ့အပေါ်မှာကတနင်္လာညနေမှာ16တောက်ကြညနေမှာ89အောက်ဘယ်ကြောင့်တော့68လို့ခွန်ပရိတ်ရိုက်တာအဲ့ဒီအောက်မှာ16လို့ပေါက်ထားတာကဒီခွန်ပရိတ်ကရိုက်တာလားသူ16ကမက်တပ်ပေးတာလားပေါ့ရဒါတစ်ချက်အဲ့တော့ဒီမှာကလည်း6ထိတ်4ထိတ်လို့ခံတဲ့အချိန်မှာ2ထိတ်လို့ဝင်ပြီးမှ2 3နဲ့တပွန်းညာငယ်တော့အပူလို့ဝင်လို့6ပရိတ်က6ပရိတ်လို့ခွန်ခဲ့တဲ့နေရာမှာသူက6ပရိတ်လို့ပဲဝင်မာလားဒုံရီမို့16ဆိုတဲ့ကောင်ကိုဝင်မာလားဒီထဲမှာကဒါကတစ်ချက်အဲ့တော့ဒီမှာက4ပြောက်လို့4ပေါ်4ပိတ်လို့ပေါ်1 3လို့ထောက်38သူ့ကိုကတ်ထားတဲ့38က3ခွန်လို့ဆင်းထားတာဖြစ်လို့အဲ့ဒီတော့1 3လို့ထောက်4ပြောက်လို့4ပိတ်လို့ပေါ်26က16လို့ဒါတစ်ချက်16က2ချက်ရှိနေပြီအဲ့တော့သူ့ရဲ့နောက်ထပ်တစ်ချက်က26လို့ဒဲထောက်အပူလို့ခံ45လို့ဒဲထိုးလို့69ကနှစ်ပင်ကျော်မှာ69လို့ပေါက်ထားတာဖြစ်တယ်26လို့ခံအပူလို့ဖြစ်20လို့ဒဲထိုးခြင်းကြောင့်သူ့ရဲ့အောက်က16ကနှစ်ပင်ကျော်မှာ16လို့ပေါက်နိုင်တာတစ်ချက်နောက်ထပ်80လိုင်းကိုပြန်ပြရမယ်ဆိုရင်သူကဒီမှာ8ထိပ်ဒီ8လို့ပူးခဲ့တယ်သူ့ရဲ့အောက်မှာဂျာတာပင်းမှာ3-2လို့ဖြစ်တယ်3-2လို့ဖြစ်လို့သူ့ရဲ့3-2ရဲ့နှစ်ပင်ကျော်မှာ90လို့ရိုက်တယ်အဲ့တော့90လို့ရိုက်တယ်ဆိုလို့ရှိရင်8ထိပ်ဒီ8ဘူးရဲ့ဘေးမှာ90ဖြစ်တယ်8ဘူး8ထိပ်ရဲ့အပေါ်မှာတောက်ကြမနဲ့မှာလဲ90လို့ရှိတယ်အဲ့ဒါကြောင့်ဒီ90ကဒီ90လို့ရိုက်တာလားအဲ့တော့ဒီမှာက8ထိပ်ဒီ8လို့ပူးတယ်3-2လို့ထောက်တယ်3-2လို့ထောက်လို့သူ့ရဲ့20ဆိုတဲ့ဆယ်ကဏန်းက80လို့လာကတ်ထားတာဖြစ်လို့အဲ့ဒီမှာကဏန်းကမတူပဲဖြစ်နေတော့20ဒီ20လို့ဆင်းနိုင်မလားပေါ့ဒါကတစ်ချက်အဲ့တော့80လိုင်းကိုပြန်ထောက်မဲ့ဆိုလို့ရှိရင်ဒီမှာအပူးကိုနှက်ခတ်ထောက်တယ်သူ့ရဲ့ဘရိတ်ကပြန်ခဲ့တဲ့အချိန်မှာ18မှု19ဘရိတ်ကတွားသူတဲ့အချိန်မှာဘူဘရိတ်လို့ဖြစ်တယ်ဒီက18ကလည်း19လို့ကြီးချင်းကြောင့်အဲ့ဒီမှာအပူးကိုနှက်ခတ်ထောက်တယ်သူ့ဘရိတ်ကသူ့ကိုအပူးလို့ပြန်ထားခြင်းကြောင့်ဒီမှာခွန်ဘရိတ်ဖြစ်နေတယ်ခွန်ဘရိတ်ဖြစ်တော့69ဒီ80ဆိုတဲ့လိုင်းကရှိနေတာတစ်ချက်ဒါကြောင့်80ဒီထဲမှာ88တက်လို့မြင်နေတာဖြစ်တယ်6အဲ့ဒီမှာသူက6ပရိတ်ကတော့ဒေတာပေါက်လောက်ကြမယ်လို့
ယူဆထားတာဖြစ်ပါတယ်ဒီထဲမှာကိုပရိတ်မှာ83လူကိုယ်တိုင်63ကလူကိုယ်တိုင်ဆင်းပါလားဟိုကဒီတစ်ချက်ကပြန်ထောက်မယ်ဆိုလို့ရှိရင်ဒီမှာကရှစ်မှု78 45က45ဒဲထောက်26ရဲ့တပင်ကျော်မှာတင်ငါးဒီတင်ငါးလူဒဲထောက်ခြင်းနက်ခတ်ထောက်ခြင်းနက်ခတ်ရဲ့အပေါ်ကတင်ငါးဒီတင်ငါးလူဖြစ်လို့28ဒီ28ခွန်ဒီ16ရဲ့အပေါ်မှာ28လူထောက်လို့36ဆိုတဲ့ဗရိတ်ကတူကိုယ်တိုင်မဆင်းမဲ့နဲ့81ဆိုတာနဲ့ပြီးတော့မှလားတူကိုယ်တိုင်များဆင်းခဲ့အောင်မလားဒါတစ်ချက်ရှိတယ်အဲ့ဒီတော့20ဆိုတဲ့ line ကလည်းပြီးခဲ့တဲ့ဘက်က20ကအကျွေးကြံထားတာဖြစ်တယ်20ကဘာကြောင့်အကျွေးကြံတာလဲဆိုလို့ရှိရင်ဒီမှာကကိုဘူးအပေါ်ကိုတက်လိုက်တဲ့အချိန်မှာညာဘက်မှာ3ဘူးလို့ထောက်တယ်သူ့ဗရိတ်ကသူ့ကိုခွလို့3ဘူးရဲ့အောက်မှာတပင်ကျော်မှာ5ဘူးလို့ဝင်တယ်5ဘူးရဲ့ဘေးမှာဘူးထောက်ပြီးတော့ဒီကောင်နဲ့ပေါင်းရင်ဘူးလို့ဒီဟာနဲ့ပေါင်းရင်လည်းဘူးဒီကောင်နဲ့ပေါင်းရင်လည်းဘူးလို့ဖြစ်လို့9ဘူးရဲ့အောက်မှာ9ဘူးရဲ့တောက်မှာဒီ5ဘူးကဖြုတ်ချခဲ့တာဖြစ်တယ်အဲ့တော့ဒီခါ3ဘူးလို့ဒီခါပြန်တည်တယ်43လို့တဲ့ပြန်ခွာတယ်ဟိုကဗရိတ်ရိုက်တယ်ဒီအဲ့အောက်မှာ32လို့ဒီခါဒဲပြန်ထောက်တယ်ဒဲထောက်တဲ့ဘေးမှာဒီ53ရှိပရိတ်နဲ့နှစ်ပဲဘူးရှိပရိတ်နဲ့နှစ်ပရိတ်နဲ့ဘူးလို့ရိုက်ချင်းကြောင့်ဒီ32က32ဖြုတ်ချရမယ်ဒီမှာ9ဘူးလို့ထောက်ထားတာဖြစ်လို့ဒီ20ဒီကအကျွေးကြံထားတာဖြစ်လို့အဲ့မှာဒီ20ကလည်းဆင့်သွားနိုင်တယ်ဒါကြောင့်20ဒီပွဲမှာ10ကဏ္ဍနဲ့မှာ60ရယ်80ရယ်ကကြောက်ရတဲ့ line ထဲမှာပါနေတယ်ပြီးတော့ဒီပွဲကိုပြန်ထောက်တဲ့အခါမှာထိတ်တူလို့ရိုက်တယ်အဲ့ဒီမှာနှစ်ထိတ်လို့ခံကိုယ့်ရဲ့နှစ်ပွင့်ကြံငယ်တော့အပူလို့ရိုက်တဲ့အထက်မှာဒီမှာ16 98လို့ရိုက်တာဖြစ်တယ်အဲ့တော့ကိုထိတ်နှစ်ရဲ့နောက်က3ရဲ့တပွင့်ကြံငယ်တော့အပူလို့ရိုက်လို့6ပရိတ်လို့ဒါတစ်ချက်ရှိတယ်အဲ့တော့ဒီဘွားကိုတခါပြန်ကြည့်တဲ့အခါမှာ4ပြောက်လို့4ပိတ်လို့ပေါ့1တုံးလို့ထောက်သူ့ရဲ့အောက်ကဗုဒ္ဓဟူးညနေကဏ္ဍဒီ3ခွန်လို့တက်ပေါက်တာလားအဲ့တော့ဒီမှာလဲ1တုံးလို့ထောက်4ပြောက်လို့4ပိတ်လို့ပေါ့ဗုဒ္ဓဟူးမှာ60ကရှိနေတာဖြစ်လို့ဒီ60ကခုံတက်မှာလားဒီ60 3.6 9ခွန်60လို့သူရိုက်မှာလားဒါတစ်ချက်ရှိနေတယ်အဲ့တော့ဒီပွဲမှာပြန်ကြားတွေကစားမယ်လို့လဲကျွန်တော်ယူဆတာလားဖြစ်ပါတယ်အဲ့တော့ဒီပွဲမှာပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ထိုးသားတွေနည်းနည်းဂရုစိုက်ရမယ်ပွဲဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ပြန်ကြားတွေထိုးမယ်လို့ကျွန်တော်ယူဆထားတာဖြစ်ပါတယ်ဒါကသူမပေးတာကတော့သူပိုင်းပေါ့ဗျာကျွန်တော်မြင်တဲ့ line လေးကိုပြောပြတာဖြစ်ပါတယ်အဲ့ဒီတော့ဒီပွဲမှာဗုဒ္ဓဟူးနေ့မှာကရှစ်ဘူးကိုတင်ထိုးရမှာဖြစ်ပါတယ်ဗုဒ္ဓဟူးနေ့ရှစ်ဘူးကိုကျွန်တော်ပြပါမယ်ဒါကကြိုက်ရင်တော့လိုက်ထိုးပေါ့ဗျာဒီမှာတင်5ဒီတစ်ထိတ်နဲ့တင်5လို့ဒဲထောက်ခြင်းကြောင့်နှစ်ထိတ်ဒီ1 2 3 4မှာ2ဘူးလို့ရိုက်ပါတယ်2ဘူးလို့ရိုက်တဲ့နောက်က6ဘူးဆိုတဲ့ကောင်က6ဘူးလို့လှန့်ထိုးတယ်နှစ်ထိတ်နောက်က6 3လုံးတန်းချင်းကြောင့်6ဘူးလို့လှန့်ထိုးတယ်ထိုးတဲ့အချိန်မှာ6ပရိတ်5ပရိတ်လို့ဇောင်းထိုးမှဒီ3လုံးတန်းတဲ့ကောင်ကတပင်ကျော်ကို6ဘူးလှန့်ထိုးတာဖြစ်တယ်အဲ့တော့ဒီမှာက16လို့ဒဲထောက်လို့နှစ်ထိတ်ရဲ့နောက်က8 3လုံးလို့တားချင်းကြောင့်နှစ်လို့ပူးမလား8 3လုံးကဒီမှာ5ပရိတ်6ပရိတ်5ပရိတ်လို့ထောက်ထားတယ်8ဘူးက8ဘူးလို့ဝင်ရမှာတစ်ချက်ဖြစ်တယ်အဲ့တော့နောက်ထပ်တစ်ချက်ကသူ့ရဲ့မက်သက်ပူပြောမယ်ဆိုလို့ရှိရင်အပိတ်5ထိတ်ပိတ်ဒီထိတ်တယ်အပူကအပူလို့ခုံတယ်1460 8ဘူးလို့ရိုက်ထားတာဖြစ်လို့အဲ့တော့5ထိတ်အပိတ်ဒီထိတ်လို့ဝင်တယ်အပူကအပူလို့ပြန်ထားတယ်1460 8ဘူးလို့မက်တက်ကထိုးတော့နိုင်တာတလိုင်းရှိပါတယ်ဒါကြောင့်ဒီနေရာမှာ8ဘူးကိုတင်ခွဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်အမြင်ပြောမယ်ဆိုလို့ရှိရင်တော့ဒီပွဲမှာဒီလိုပြန်ကြားတွေဆော့မယ်လို့ယူဆပါတယ်အဲ့တော့ဒီတနင်္လာနေ့မနေ့မှာဒီဘူးလို့ထိုးရင်ဒီမှာ9ပရိတ်ဒါတော့ဘာပဲထိုးပေါ့ရဒီနေရာမှာ9ပရိတ်ထိုးမှာဖြစ်ပါတယ်သူကအပေါ်မှာစင်ထားပြီးသားဖြစ်ချင်းကြောင့်ဒီနေရာမှာ9ပရိတ်8တက်ကိုတင်ထိုးမှာဖြစ်ပါတယ်ဒီနေရာ5ဘူးပါအဲ့ဒီနေရာမှာ2ဘူးဖြစ်ပါတယ်အဲ့တော့ဒီထက်မှာကအပူးတွေထပ်နိုင်တဲ့အဆင့်ရှိပါတယ်ဒါ
ဒါအဝေးပြေးအထောက်လိုင်းလို့ခေါ်ပါတယ်ဒါကျွန်တော်ကတော့ဒီရုပ်စာကိုအထောက်လိုင်းဆိုတော့အထောက်လိုင်းဆိုတာတော့ပေးခြင်းနဲ့ဇက်ခနဲ့ပြီးသွားတာဖြစ်ပါတယ်ဘာကြောင့်လို့ဆိုကျွန်တော်ကစားနေတာကတနေ့ကြလာတဲ့ကဏ္ဍတစ်လုံးကိုသူ့ရဲ့ formula နဲ့အဝေးပြေးနဲ့အကုန်လုံးထောက်ညှိပြီးမှကစားတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်အထောက်လိုင်းတွေကိုသင်ပေးရခြင်းဖြစ်ပါတယ်ဒါကတော့ပေးမိမပေးမိကတော့ဘယ်စီချုံးကချမလဲဆိုတာတော့ကျွန်တော်လည်းမသိဘူးဒါမြင်တဲ့ဟာလေးကိုမိတ်ဆွေများကိုမျှဝေပေးခြင်းဖြစ်ပါတယ်ဒါအမှားမှန်ဆိုတာကတော့ရှိပါတယ်ဒါကတော့ဧကပေးပါမယ်ဒီဥစ္စာထိုးပါလို့တော့ကျွန်တော်မတိုက်တွန်းလိုပါဘူးကျွန်တော်ဒီစီကြောလေးကိုကြည့်ပြီးတော့မိမိတို့နှစ်သက်တယ်ဆိုရင်တော့လိုက်ကစားပါအားလုံးကံကောင်းကြပါစေ